တေဦးဆိုင်ကြီးရွှေကိုတေဦးဆိုင်မှာဟာတိုက်ကြီးဖြိုးနေပြီနော်ပိုက်လုံးမဲ့တွေကန်လေးရထိုင်းအနေချင်းကျွန်တော်သိရင်အဲ့ပိုက်လုံးဟိုလေးဟုံထူးလေသူလောင်ငယ်သားယုံတွေဦးစားပေးသူလောင်ငယ်သားယုံတွေဦးစားပေးသူကန်လေးပိုက်လုံးမဲ့ကန်လေးပိုက်လုံးမဲ့ကန်လေးရထိုင်းအနေချင်းနဲ့ကန်လေးတဲ့ဒါဟုံထူးလားမသိဘူးဟုံထူးပါလားကျန်လေးရတိုက်ရကျန်လေးရဘာမှမရှိပါဘူးလမ်းတေဦးဆိုင်ကြီးပဲတေဦးဆိုင်ကြီးရွှေကိုတေဦးဆိုင်မှာဟာတိုက်ကြီးဖြိုးနေပြီနော်ပိုက်လုံးမဲ့တွေကျန်လေးရထိုင်းအနေချင်းကျွန်တော်သိရင်အဲ့ပိုက်လုံးဟိုလေးဟုံထူးလေသူလောင်ငယ်သားယုံတွေဦးစားပေးသူလောင်ငယ်သားယုံတွေဦးစားပေးသူကျန်လေးပိုက်လုံးမဲ့ကျန်လေးပိုက်လုံးမဲ့ကျန်လေးရခိုင်အနေချင်းနဲ့ကျန်လေးတဲ့ဒါဟုံထူးလားမသိဘူးဟုံထူးပါလားကျန်ရှိခိုးကမှာတိုက်တွေကိုအမြောက်နဲ့ပြစ်ဖြုံနေပါပြီလို့ခုနအမြောက်တန်တစ်ချက်ထူးလိုက်ပါပြီရှိခိုးကမှာလောလောဆယ်အခြေအနေမကောင်းပါဘူးတိုင်းပြည်တော့မဟုတ်ပါဘူးစီးပွားရေးပါ